ပဲဘယ်နေရာမှာပဲနေနေနော်မိမိတို့ဘယ်နေရာမှာပဲနေနေစားဖို့နေအဆင်မပြေဘူးဆိုရင်တကယ်ကိုအခက်ခဲတွေပေါ့နော်နေစရာစားစရာမရှိအမတန်မှအခက်ခဲလေးရှိပါတယ်နော်အခက်ခဲလေးရှိပါတယ်ကျွန်တော်ရှိမှလည်းကိုချစ်ခမဲ့လောက်ကန်ရှောက်ဖွေးပြီးရကျွန်တော်ကိုချစ်ဖြစ်ပါတယ်ကျွန်တော်ရှိမှပဲနော်ကိုချစ်ခမဲ့လောက်ကန်ရှောက်ဖွေးပြီးရကျွန်တော်ကိုချစ်ဖြစ်ပါတယ်ကျွန်တော်ရှိမှလည်းစီဒီအန်လောက်လာကြတဲ့ညီငယ်ညီမငယ်နော်တော်တော်များများပေါ့နော်လာတူပဲတော်ထမရောက်ရှိလာတဲ့ PDF ညီငယ်ညီမငယ်များတကယ်မှန်တကယ်ဒုက္ခရောက်တဲ့ညီငယ်ညီမငယ်များတွေအပေါင်းဝင်ပေါ့နော်အလုပ်တွေတောင်းပါတယ်ဒါပေမဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကကျွန်တော်ရှာပေးပါတယ်ကျွန်တော်မငြင်းပါဘူးကျွန်တော်ရှာပေးပါတယ်ကျွန်တော်တက်နိုင်ပါသူတို့ရဲ့နော်လိုက်ရောညီတူမှုရှိတဲ့အလုပ်လေးတွေကျွန်တော်အနေနဲ့နော်လိုက်ပြီးတော့ဆောင်ရွက်ပေးနေတဲ့အတိုင်းတာလေးရှိပါတယ်ဒါနေ့စဉ်နဲ့များတော့ကျွန်တော်အနေနဲ့တက်နိုင်တဲ့ဘက်ကကျွန်တော်ဆောင်ရွက်ပေးတာရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာရှိကြတယ်အဲ့လိုပေါ့နော်စီကင်လောက်လာပဲဖြစ်ဖြစ်အမှန်တကယ်ဒုက္ခရောက်လာကျွန်တော်ပြည်သူပဲဖြစ်ဖြစ်တို့တမရောက်ရှိလာငညီငယ်ညီမငယ်ပဲဖြစ်ဖြစ်ပြည်သူမဆိုစင်ပီယာလေးတွေ့ရင်ကျွန်တော်အနေနဲ့စိတ်တကယ်မကောင်းပါဘူးနော်အလားတူပဲသူတို့စားဖို့နေရင်စင်ပီယာလေးမိသားစုခက်ခဲဆိုကျွန်တော်အနေနဲ့တကယ်ကိုစင်မကောင်းဖြစ်ရပါတယ်နော်အလားတူပဲကျွန်တော်ပေးနိုင်တာကအလုပ်လေးပါရှာပေးနိုင်တယ်အဲ့တိုင်းတာလေးတော့ကျွန်တော်မှရှိပါတယ်ကျွန်တော်မှသူတို့နော်ကျွန်တော်လုပ်ပြီးကျင်တော့အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်မှမတက်နိုင်ဘူးကျွန်တော်တက်နိုင်တာကအလုပ်လေးပဲသူတို့ရှာပေးတဲ့အတိုင်းတာလေးပဲကျွန်တော်မှကိုချိန်ကမှအဲ့ဒါလေးပဲတက်နိုင်ပါတယ်ကျွန်တော်တကယ်လို့လုပ်ပိုင်ခွင့်ရလို့လုပ်ပြီးလို့ရမယ်ဆိုခဲ့ရင်ပေါ့နော်ဥပမာကျွန်တော်အနေနဲ့ခုလိုပေါ့နော်စီဒီအန်လောက်လာတဲ့ဌာနဆိုင်ရာတီးတီးနော်နိုင်ငံဝန်ထမ်းတွေပေါ့နော်တီးတီးပေါ့စီဒီအန်လောက်လာတဲ့တော်တယ်မရောက်ရှိလာညီငယ်ညီမငယ်အပေါင်းဝင်တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့လူတွေကိုကျွန်တော်အနေနဲ့လုပ်ပြီးနိုင်မယ်ဆိုရင်ကျွန်တော်လုပ်ပြီးချင်ပါတယ်နော်အဲ့ဒါဘာတွေလုပ်ပြီးချင်လဲဆိုတော့သူတို့နေဖို့အတွက်ဒီဖို့အတွက်ဆက်ဟောက်လေးတွေဖန်တီးပေးခြင်းနဲ့အပတဲ့ဆက်ဟောက်လေးဖန်တီးပေးခြင်းနဲ့စားဖို့နေအတွက်ရိတ်ခါလေးတွေကျွန်တော်အနေနဲ့ပေးခြင်းနဲ့အလုပ်ငန်းကန်ကန်လေးတွေကျွန်တော်အနေနဲ့လမ်းဖောက်ပြီးပေးခြင်းပါတယ်ဒါပေမဲ့ကျွန်တော်မှမတက်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်မှစပွန်ဆာဆိုလည်းမရှိပါဘူးနော်ကျွန်တော်လုပ်ပေးခြင်းပဲမဲ့မလုပ်ပေးနိုင်ကျွန်တော်တကယ်ကိုစင်မကောင်းပါဘူးစင်မကောင်းနဲ့ဖြစ်ရပါတယ်တကယ်ကိုကျွန်တော်မလုပ်ပေးနိုင်ကျွန်တော်လုပ်ပေးနိုင်ခဲ့မယ်ဆိုလို့ရှင်ပေါ့နော်ကျွန်တော်တကယ်လို့ကျွန်တော်ရဲ့နောက်ကရောပံ့ပိုးမယ်ကဲကိုချစ်ကြိုက်တယ်လို့ဆိုလို့ပံ့ပိုးပြီးမဲ့လူသားရင်ရှိမယ်ဆိုရင်ပေါ့နော်ကိုချစ်ကြိုက်တယ်လို့အဲ့လိုပံ့ပိုးပြီးမဲ့ဆိုရင်ကျွန်တော်เนี่ยဥစားပြတဲ့ကမှန်တကယ်ဒုက္ခရောက်တဲ့လူတွေ CDN လုပ်လိုက်ကြတဲ့ဌာနဆိုင်အတီးတီး CDN နေနော်တော်တယ်မဲ့ရောက်ရှိတဲ့ညီငယ်ညီမငယ်နဲ့မှန်တကယ်ဒုက္ခရောက်တဲ့ညီငယ်ညီမငယ်အားလုံးကိုနံပါတ်1နော်ဆက်ဟောက်လုပ်ပြီးခြင်းနဲ့နေဖို့ထံဖို့အတွက်ဆက်ဟောက်လုပ်ပြီးခြင်းနဲ့နံပါတ်2ချက်ရိခါလုပ်ပြီးခြင်းနဲ့နံပါတ်3သူတို့လူငန်းကန်ကန်ကိုရှာဖွေပြီးခြင်းနဲ့အဲ့လို3ချက်ကျွန်တော်လုပ်ပြီးခြင်းနဲ့ဒါပေမဲ့အခုချိန်ခါမှာကျွန်တော်လုပ်ငန်းကန်ကန်ရှာပေးနိုင်တဲ့အတိုင်းအတာလေးပဲရှိတယ်နော်ကျွန်တော်အနေနဲ့သူတို့ဆက်ဟောက်ဆိုတော့ကောရိခါလို့လည်းမပေးနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့နောက်မှာဘက်ဂရောင်းမရှိပါဘူးဒါပွင့်လင်းပြောတာပါပံ့ပိုးကူညီမဲ့သူမရှိဘူးရှိမယ်ဆိုရင်လုပ်ပေးခြင်းတယ်ကျွန်တော်လုပ်ပေးနိုင်ခဲ့လို့လုပ်ပေးရမယ်ဆိုရင်နော်ကြောသားရင်တမ်းခွဲကြအောင်တရားမျှတစွာနော်နေတစ်ချက်သူတစ်ချက်ပဲနော်နေတဲ့ဆယ်သူသူဆယ်ပဲဟိုလူကငါနဲ့တီးလို့ဒီလူကငါနဲ့တီးလို့ငါနဲ့ရင်းနှီးလို့မလို့ချင်ပါဘူးသူတစ်ချက်သူကိုတစ်ချက်အဲ့လိုတိုင်းတာလေးတရားမျှတမှုအတိကလုပ်ပေးခြင်းနဲ့တိုင်းတာလေးကျွန်တော်မှလည်းရှိပါတယ်နော်တကယ်ကျွန်တော်မှလည်းစိတ်မကောင်းပါဘူးခုချိန်ကမှကျွန်တော်လုပ်ပေးနိုင်အလုပ်ငန်းကရှာပြီးတဲ့တိုင်းတာလေးပဲကျွန်တော်မှလုပ်ပေးနိုင်တိုင်းတာလေးရှိတယ်အလုပ်လေးရှာပြီးတဲ့တိုင်းတာလေးပဲကျွန်တော်မှတက်နိုင်တာပေါ့နော်ခုနပြောတဲ့လုပ်ပေးခြင်းထားတယ်ပြေဝမလုပ်ပေးနိုင်တဲ့အတွက်ကျွန်တော်အနေနဲ့တကယ်ကိုစိတ်မကောင်းပါဘူးအဲ့လိုတိုင်းတာလေးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်